မင်္ဂလာပါချစ်ကြိုတွေနော်ပြီးခဲ့တဲ့စနေကတင်တဲ့ပိုလေးတစ်ခုအတွက်နဲ့အခုနားလဲမှုလေးလွဲရတယ်ပေါ့ဗျာကျွန်တော်ကနားလဲမှုလွဲလို့ပဲယူဆတယ်ဗျဘာလို့လဲဆိုတော့ရှစ်ကိုကြီးကိုပါဆိုင်တို့ကိုကောင်းတို့လာတယ်ပေါ့ဗျာကျွန်တော်ကလည်းလာအားပေးတဲ့အတွက်ပျော်လို့တင်လိုက်တယ်အဲ့မဲ့ကြက်ကသူတို့ဖွဲ့ရကြက်တဲ့ကောင်ကရှုံးသွားတော့ကြက်တဲ့ကောင်တော့ရှုံးထားပြီလို့ကျွန်တော်လည်းတင်လိုက်တယ်ဗျအဲ့မဲ့ကောမဝင်ရေးတဲ့ညီကိုတွေကဘာလို့သူများကိုပုတ်ခတ်ပြီးရေးကြတာလဲဗျာနော်နေပြီးတော့လာ6လူပေးတယ်တို့ကြက်လေရောင်းတယ်တို့ဘာလို့ကြက်ကြစုရသွားရေးတယ်ဗျာကျွန်တော်ကလည်းမကြည့်မိမဖြတ်မိလိုက်ဘူးအဲ့ဒါကိုကိုကောင်းကနေပြီးတော့အဲ့ဒီကော့မက်တွေအောက်ကနေပြီးတော့ကွန်မန်တွေအောက်ကနေပြီးတော့ဝင်ပြီးတော့ revive ပြန်တယ် revive ပြန်တဲ့ဟာကိုအဲ့ဒီညီကိုတွေကသူတို့ revive ပြန်တော့သူတို့ရေးထားတဲ့ comment တွေကိုဖျက်သွားတယ်ဗျဖျက်သွားတော့ကျွန်တော်လည်းမကြည့်မိဘူးအကိုကောင်ကဖုံးဆက်တယ်ရှင်မင်းတဲ့ဘာလို့ကျွန်တော် revive ပြန်တာကိုဖျက်တာလဲဆိုတော့ကျွန်တော်ကမကြည့်မိတော့မသိဘူးလေမဖျက်ဘူးကိုလို့ဆိုတော့ဖျက်ထားတယ်တဲ့အဲ့ကျတော့ညီကိုတွေကျွန်တော်ပြောပြမယ်သူများမကောင်းကြောင်းတွေဝင်မရင်းနဲ့ကျွန်တော်ကဘသူနစ်နာပါစေဘသူတာပါစေဆိုတဲ့စိတ်မရှိဘူးကျွန်တော်ဝိုင်းမှာနိုင်တဲ့လူကလည်းတင်ခိုင်းတော့တင်ပေးတယ်ရှုံးတဲ့လူကျွန်တော်လည်းပါသွားတာပေါ့ဗျာဒါပေမဲ့ကျွန်တော်ကအဲ့လိုကြောင်ဖြစ်သွားမလို့လည်းမထင်ဘူးဗျကျွန်တော်ကတော့အားလုံးညီကိုတွေစုံတဲ့ချိန်မှာပြောပြောပါပါနဲ့ရေမမောတင်တာမယူရပါဘူးဒါပေမဲ့ကိုကောင်းပြောထားတဲ့စကားတွေကကျွန်တော်ဘာဖြစ်တယ်ညာဖြစ်တယ်သူထင်လွဲတာပေါ့ထင်လွဲလဲကျွန်တော်ကပြဿနာမရှိပါဘူးသူ့ကိုကျွန်တော်ကတွန်းရှာတဲ့အကြောင်းလည်းမရှိဘူးပုတ်ခတ်တဲ့အကြောင်းလည်းမရှိဘူးကျွန်တော်လေးစားတဲ့ပုံကိုယ်တွေလေစက်သမားဆိုရင်ငယ်တဲ့လူတွေတောင်မှလေးစားသေးရဗျာဒီလိုပုံကိုယ်တွေကျွန်တော်မလေးစားတဲ့အကြောင်းမရှိဘူးကိုပါဆိုင်ဆိုတကယ်အေးတယ်ဝိုင်းလာအမြဲတမ်းဟဲနဲ့ပြုံးပြောပဲနေတာတကယ်လည်းရှိဖို့ကောင်းပါဒါပေမဲ့မှားနေရတခုကကောမဝင်ရေးတဲ့ညီကိုတွေပဲကိုရေးထားတဲ့စာကြောင်းကိုသူများ revive ပြန်တော့ဖြတ်သွားတယ်ဖြတ်သွားတော့ဟိုကကိုကောကကျွန်တော်ဖြတ်တယ်ထင်တယ်ကျွန်တော်ဖြတ်တယ်ထင်ပြီးတော့ကျွန်တော်ပြစ်မြင်တာပေါ့ဗျာမှန်မယ်ရတော့ကျွန်တော်မဟုတ်ပါဘူးသူပြောသလိုမှန်တာပေါ့ကျွန်တော်ကမချမ်းသာဘူးလေချမ်းသာရလို့တခွဲမှလည်းမပြောထားဘူးစိုင်းခဲတော့စုပ်ကလေးဖွက်ချက်စီးတာနော်အခုဘွားကိုကြွားဝါထားမို့တဲ့အတွက်မရှက်ပါဘူး तू ဒါစိတ်ဆိုးပြီးတော့ तू ပြောနေတာစိတ်တက်ပိုင်းဆိုင်ရသူလဲဝိုင်းကိုလာဘူးတဲ့လူတိုင်းသိတယ်ရှင်မင်းကညီလိုကိုလိုပေါင်းတယ်ပျော်ပျော်ပါပါပဲဘယ်သူဖြစ်ဘယ်သူချုံးသွားပါသေးဘယ်သူဘာဖြစ်ပါသေးဆိုတဲ့စိတ်နဲ့ဒီရောက်မှမပေါ့ကြက်ကလည်းဘယ်သူသားသေးဘယ်သူနာသေးမပါဘူးရဲမတိုက်တူမကမှမဖြစ်နေပါသေးဒီစကားကျွန်တော်ပါစကားအမြဲသုံးတဲ့စကားနော်ညီကိုစိတ်ထဲမှာမရှင်းတဲ့မေးပါအဲ့လိုကြီးအထင်နဲ့မပြောနဲ့ကောမဝင်ရတဲ့ညီကိုတွေလည်းကိုတောင်းဝင်ကိုယူဘာလို့ညီကိုတွေနောက်တစ်ခုပြောအောင်မယ်ဗျာနော်ကောမဝင်ရေးပြီးဖြတ်သွားတော့ဘာလို့ဝင်ရေးလဲသူများမကောင်းကြောင်ဟုတ်လားတချို့ညီကိုတွေဆိုဝင်ရေးတယ်ဝင်ရေးပြီးသူတို့ profile တွေတဲ့ view ဟောနေတဲ့ဝင်ကြည့်လိုက်ဘာရုံမှမပါဘူးအဲ့မဲ့သူများဘာလို့မကောင်းကြောင်တွေပြောနေကြတော့ညီကိုတွေနော်မကောင်းကြောင်လဲသွားပြောတယ်နောက်မကြရင်သူများပြန်ပြောတဲ့ခါကျတော့ကိုယ်သိမှကြောက်တယ်မလောက်ကြပါနဲ့ကျွန်တော်ကတော့အားလုံးကိုချစ်တယ်ကျွန်တော်ပြောထားတဲ့စကားဆိုကျွန်တော်တောင်းယူရဲကျွန်တော်ဘယ်သူမှမပုတ်ခတ်ကျွန်တော်ဘဝနဲ့သူတို့ဘဝနဲ့လည်းမတူဘူးเนาะကျွန်တော်ကတော့ကျွန်တော်ဘာသာကျွန်တော်ဘဝကိုအေးချမ်းမဲ့နေတယ်เนาะဘယ်သူမှပုတ်ခတ်ဘူးကျွန်တော်ကရီမောဟာတာနေတယ်เนาะအားလုံးပျော်ပျော်ရွှင်ရွှင်ပဲရီမောနေတာဒါပဲဘာဟာဆောင်မှုမှမရှိဘူးဟာဆောင်လည်းမပေါင်းအားလုံးကိုချစ်တယ်ဗျာဒါပေမဲ့ဟိုဒီလူစုကချစ်တဲ့သူရှိသူမုန်းတဲ့သူရှိရဗျာဒါလေးတော့နားလည်လိုက်နော်အားလုံးပဲကျွန်တော်မုန်းတဲ့လူရှိသလိုကိုကောင်းမုန်းတဲ့လူရှိမှာပဲဟုတ်လားကိုကောင်းချစ်တဲ့လူရှိသလိုကျွန်တော်မုန်းတဲ့လူပဲရှိမှာပဲမတူဘူးဗျာဖြတ်တန်းမုန်းရင်လည်းမတူဘူးအဲကြတော့ညီကိုတွေသူ့ကိုမကြိုက်သူ့ကိုသွားပြောကျွန်တော်မကြိုက်ကျွန်တော်ပြောကျွန်တော်ကောမတယ်မှာသူ့เจ้าဝင်မင်းနဲ့သူ့ကောမတယ်မှာကျွန်တော်เจ้าဝင်မင်းနဲ့အဲ့ဒါပြီးပြီလေဘာဖြစ်တယ်ဟုတ်အခုတော့မလိုအပ်တဲ့စကားတွေပြောလာတာပေါ့ဗျာတစ်ဖက်ကလည်းနာမည်ရှိပြီးသားလူဆိုတော့ဟုတ်တယ်မလားမြန်မာနိုင်ငံမှာကိုကောင်းဆိုမသိရလူမရှိဘူးအဲ့ကြတော့သူ့ကိုခင်ဗျားတို့ကအဲ့လိုရေးလိုက်တော့မကောင်းဘူးလေဗျာနာမည်ထိခိုက်တယ်ရှင်းကြီးကိုပြောပြတာပါကျွန်တော်ကောမတယ်မှာနောက်သူများမကောင်းကြောင်းဝင်ရေးမယ်ဆိုကျွန်တော်ဖြတ်မယ်ဗျာနော်ကျွန်တော်ကဘယ်သူပါရေးကျွန်တော်မကောင်းတာပြောပြီးဝင်ရေးရအောင်မှကျွန်တော်တော်မဖြတ်ဘူးအခုတော့ကောမမှာနည်းနည်းဝင်ဖြစ်ရင်ရိုက်ဖြတ်မယ်အခု ID ဖိုင်ဒီ
တချို့ဝင်ရတဲ့ကောင်တွေကကိုယ်ကားရေးဝင်ရတဲ့အတွက်ကျွန်တော်မဖြတ်ပြင်မဲ့ community guideline နဲ့ထိတယ်ဆိုပြီးတော့တစ်တော့ဖြတ်သွားပြီဘန်းသွားပြီနော်ညီကိုတွေဒါပေမဲ့တစ်ဖက်လူရဲ့စိတ်ထဲမှာတော့ကျွန်တော်ကပဲမကောင်းပြောတယ်ဆိုပြီးတော့ကြံနေခဲ့တယ်ဗျာတောင်းပါပါတယ်ကိုကောင်နော်ကျွန်တော်ကတော့အဲ့လိုမလုပ်ဘူးအခုဝင်ရတဲ့လူတွေကျွန်တော်မသိသလိုကျွန်တော်ကိုယ်တိုင်ကလည်းအဲ့လူတွေရဲ့ဖိုင်တွေကိုဝင်ဖြတ်တာလည်းမဟုတ်ဘူးကျွန်တော်ကလည်းရရက်ရှိရှိနဲ့အခုပြောလိုက်တာမဟုတ်ဘူးနော်ညီကိုနော်ကျွန်တော်ကဟိုဘယ်လိုပြောမလဲနိုင်တဲ့တချို့ညီကိုတွေကတင်ကျင်တယ်ဗျတင်ကျင်တယ်ဘလို့ကျွန်တော်ပျော်သမားတွေတင်ပေးရတကယ်ဆိုရင်မတင်သေးဘူးဒါပေမဲ့သူကတင်ပေးပါဆိုလို့ကျွန်တော်တင်ပေးတယ်ဒါပဲဘာရရွက်မှမရှိဘူးကျွန်တော်လည်းပေါင်းမှုသူတွေသိတယ်နော်ကျွန်တော်ဝိုင်းမှာလာတဲ့သူတွေတော်တော်များများကြည့်လိုက်ကျွန်တော်ဘယ်သူမှဒုက္ခမပေးဘူးသူများဒုက္ခပေးတာပဲရှိတယ်မင်္ဂလာပါအားလုံးမင်္ဂလာညချမ်းပါကြီးကိုရနော်ကျွန်တော်ရွယ်ချက်ရှိသူများပေါ်မှာပုတ်ချခြင်းမရှိဘူးသူများဟိုခင်လို့မင်လို့ဒါတင်နေကြအတိုင်းလဲတင်လိုက်တာလည်းဖြစ်သွားတယ်အားကြောင့်မလို့ဟိုသူများတွန်းချတာလည်းအကြောင်းမရှိဘူး level ရင်းလည်းမတူပေါ့ဗျာเนาะတွန်းချတာလည်းအကြောင်းမရှိဘူးအဲ့ဒီအတွက်ကျွန်တော်ကမဟုတ်ဘူးဆိုတဲ့အကြောင်းရှင်းပြထားတယ်ဒါတစ်ဖက်လူစကားပြောတာနည်းနည်းရိုင်းနေပေါ့ဗျာဒါကျွန်တော်ပြန်မရိုင်းပါဘူးရိုင်းနေစကားပြောတာလေးနည်းနည်းရိုင်းနေပုတ်ခတ်တာများတယ်ဒါပေမဲ့ကျွန်တော်လှုပ်ထားတာမဟုတ်တဲ့အတွက်နည်းနည်းစိတ်ထဲမှာတော့နည်းနည်းလေးရှိတာပေါ့ဗျာကျွန်တော်လှုပ်ထားခဲ့လို့ရှိရင်ဒါပြောလို့ရတယ်ကိုကရရက်ရှိလှုပ်တယ်ကောမနေဝေးတာကိုတမင်လက်ခံထားတယ်သူရပိုင်းပြန်တဲ့အချိန်မှာကျွန်တော်ကဖြတ်ပစ်တယ်ဆိုရင်ဒါကျွန်တော်ဘက်ကအပြစ်ကျွန်တော်ဖုံးဆက်တယ်မဟုတ်ဘူးကိုလူပဲကျွန်တော်ကြိုးကြောင်းရင်ချင်းရှင်းပြတယ်ဒါပေမဲ့ तू ကမကျင်သားချက်တွေများပြီလိုင်းပေါ်မှာတင်ထားတယ်နည်းနည်းရိုင်းတာပေါ့ဗျာစကားပြောရိုင်းတယ်စင်းရတာလက်ခံတယ်လေကျွန်တော်စင်းရတယ်ကျွန်တော်မေဆိုကြဝိုင်းမှာထမင်းရောက်တာကျွန်တော်စင်းရတယ်ကျွန်တော်မေဆိုရင်ကြဝိုင်းမှာထမင်းရောက်စားတယ်ဘွာသူများလိန်ထားတာမရှိဘူးဘာသူမှလိန်ထားတာမရှိဘူးညစ်ပတ်ထားတာမရှိဘူးအဲ့အတွက်ကျွန်တော်ဖြူစင်းတယ်ပေါင်းမှုသူတွေသိတယ်တချို့လူတွေကလေးကလားတားမဆန်တဲ့ကျွန်တော်မဟုတ်တာရှင်းပြထားတဲ့အတွက်နောက်တာဒီတဲ့နည်းနည်းလေးစိုးလာမယ်ဆိုရင်တော့ကျွန်တော်ပြောမယ်ခုကတော့ကျွန်တော်မဟုတ်ဘူးဆိုတဲ့အကြောင်းလေးရှင်းပြထားတယ်စင်းရတာဒီရှက်စရာမဟုတ်ပါဘူးစင်းရပါတယ်အားလုံးဘယ်သူပေါ်မှာမလိန်ထားဘူးဘယ်သူ့မှမကောက်ကျစ်ထားဘူးလာသမျှလူတွေကိုဖြူစင်ဆက်ဆံတဲ့ရီမောမောလေးလေးစားစားဆက်ဆံတတ်သူပါပေါင်းမှုသူတွေသိတယ်ညင်ဘူးသူတွေသိတယ်နော်ကြက်လဲထိုက်တဲ့လျောက်ပဲလောင်းတယ်ကျွန်တော်ရှမ်းသာတာမဟုတ်တဲ့အတွက်အများကြီးမလောင်းဘူးဒါပေမဲ့ဒါအကြရင်တော့နည်းနည်းပါတော့ကစားတယ်မရိုင်းကြပါနဲ့ကို့တွေးကို့ထွင်နဲ့မရိုင်းနဲ့ရိုင်းရင်အဆင်မပြေဘူးဘာလို့ဆိုတော့နောင်မဲ့ရှိပြီးသားလူတွေနော်အများလေးစားအားကြတဲ့လူတွေဖြစ်တဲ့အတွက်ရေကြီးကြီးတိမ်မွေ့လေးပဲပြောတဲ့ကျွန်တော်ကတော့ဒါအောက်စီကနေတက်လာတာအခုမှမှတောက်တစ်ခေါက်လေးအစ်မရှိသေးတဲ့အတွက်ဘယ်သူမှ level နဲ့မရှိဘူးမနိုင်ဘူးကျွန်တော်အောက်စီမှာမရှိအဲ့အတွက်ဒါမဲ့လေးစားတယ်ကျွန်တော်ရိုင်းရင်ကျွန်တော်ပြန်ရိုင်းမယ်အဲ့မဲ့ခုချိန်မှာတော့မရိုင်းသေးဘူးနားလည်းမှုလွဲသွားတာလေးတွေကိုကိုပြန်ပြီးတော့ပြောပြထားတယ်နည်းနည်းလေးပို့ဆိုးလာရင်တော့ရိုင်းကြောက်ခွဲနဲ့ဘယ်ဥစပ်ပါရိုင်းလို့ရတယ်ရှင်မင်းဒီဘယ်သူပေါ်မှာမစော်ကားဘူးမရိုင်းဘူးမကောက်ချစ်ဘူးကျဝိုင်းတစ်ဝိုင်းမှာဘယ်သူချုံးသေးဘယ်သူနိုင်သေးလုံးဝမရှိဘူးတာလူညီမြအားလုံးရဲမှာတိုက်အားလုံးပဲမင်္ဂလာပါဗျပို့ရခုမှတက်လာကျွန်တော်အိမ်မှာဇာကားကြည့်နေတာကိုချင်းမင်းပို့ရန်နေပို့ရတက်လာအောက်ကလူတွေကလည်းဒါပေမဲ့ကိုချင်းမင်းကကျွန်တော်ပြောချင်တာခင်ဗျာနားလည်မှုအဲ့လိုလွဲတာသိတယ်မလားတခါတလေဆိုရင်တကယ်ဗျဒါကျွန်တော်တို့ကတော့ဒါပြောပြတာပါနောက်ကျနေပြီးတော့လာတယ်ဆိုတာလေကျွန်တော်ကလာပြီဆိုလို့ရှိရင်အနာကိုချမင်းကိုရှင်းပြခင်လို့တွေ့ချင်လို့အဲ့ဒီအပိုင်းလေးတွေလည်းပါဒါမိတ်ဆွေလေးကျွန်တော်တို့အခုအရွယ်ရောက်လာအခုမိတ်ဆွေပေါ့အခုချမင်းဆိုကျွန်တော်မြင်ပါပါကျွန်တော်ဒီပြင်ကျက်သမားကြီးလာရင်တော့လက်ဆောင်ပါခြင်းမှပါမှာကျွန်တော်ကတော့ခင်ဗျားအဲ့လိုလာတော့မယ်ဆိုတော့အမတ်တရရှိတယ်ပြောချင်တာဒီလိုပါကိုချင်းမင်းကအခုမှသိရအခုကိုချင်းမင်းအောင်ပါဆိုလဲကြည့်လိုက်အာဒီညီကိုတွေကပွဲရှာတာလို့သိလိုက်
ဟိုကျွန်တော်တို့မြန်ရှုံးကြည့်လိုက်ရှုံးပြီနဲ့ဒါတိလာရှုံးစီချင်တာတိလာကိုချင်းမရတကယ်ကောင်းပြောပါဟိုဘာဆိုလဲအဲ့လိုပဲညာဆိုလဲကျွန်တော်တို့ကဗျာဒီကိုဝါသနာတူလေးတွေအဲ့လိုခီးထွက်ရတာဖီးပြကျွန်တော်ပြောပြီးသားကိုချင်းမင်းကြုံလာလိမ့်မယ်အသက်တွေကြီးလာတဲ့ခါကျရင်ကျွန်တော်ညီကိုလိုပဲပြောပြတာပါကျွန်တော်ညီမနေ့ကကျွန်တော်တားရတယ်စိတ်ထဲမှာဆက်ထားနေဆိုအဲ့ဒါကိုသူပို့တင်လိုက်မှကိုမသိလိုက်ဘူးကျွန်တော်စိတ်ဆိုတာဖီစီရဗျာကျွန်တော်အဲ့ဝေဒနာတွေမခံစားနိုင်တော့လို့ကျွန်တော်အခုတော့အေးနေတာဟာကိုချင်းမေကျွန်တော်ပြောပြမယ်ဗျာညီကိုလိုပါပြောပြနော်လူယုံမာတွေအများကြီးဗျာဒါဘူးသူရရအောင်ပြောပြလူတယောက်ကဖြစ်ပြီးတော့အေးရတယ်ကိုချင်းမေဟာကဲတော့ကြည့်ကျွန်တော်တို့ကိုချင်းမင်းစီကိုလာတယ်အားနေလို့ရနေလို့မဟုတ်ဘူးလေဟောကိုလူမိတ်ဆွေလေးလည်းတွေ့ကျင်တဲ့ကြောင်းဒါပေမဲ့ကျွန်တော်တို့တကယ်တိုက်ချင်လို့လာတာအဲ့လိုမျိုးမတိုက်ခဲ့ရဘူးလေဟုတ်တယ်မလားသူမျိုးတွေကတည်းကမှတခါလေးကြားတယ်ဒါမဲ့လည်းဟိုကိုလာလို့မစော့လိုက်ရလဲဘာဖြစ်ဘာလို့လဲသူတို့လည်းအရေးချင်းရှိမှကိုရှင်းပြနိုင်ပါလေဒါကိုကျွန်တော်နားလဲတယ်အဲ့လိုမျိုးပြောပြတာကျွန်တော်နားလဲတယ်သူကနားလဲမှုလွဲတာတကယ်ကအဓိကအဲ့အောက်ထဲမှာလေပေါက်လို့ပဲတာတရားဖို့3កောင်နေရဝင်မှန်တာတွေမြန်ဆိုးတယ်ကျွန်တော်ကအဲ့တဲ့ဆိုးတယ်အခုတော့ကိုချင်းမင်းမှန်တယ်ဝင်မှန်တယ်ကျွန်တော်မှပြောပွဲရှာတာတို့ပါပွဲရှာတော့ဇက်သမားမဟုတ်တာကျွန်တော်ကအမြဲတမ်း live နဲ့သူဆိုတော့3မိနစ်လောက်နဲ့ကျတော့ပြောလို့မဝဘူးကိုချင်းမင်းဒါကြောင့်စိတ်ထဲမှာဘာမှဖြစ်ပါနဲ့ကျွန်တော်တို့ကချစ်ပါတယ်စိတ်ထဲမှာတကယ်ကောင်းပြောတယ်အဲ့မှန်တာတွေဒါဆိုးတာအောက်ကနေဝင်ပြီးတော့လေအဲ့လိုသူများတွေဒါအဓိကအပွင့်ပြောတာကျွန်တော်တို့ဖွဲ့ရပါတယ်ကျွန်တော်တို့ကကိုချင်းမင်းဟာဒါခင်ဗျားကိုလည်းကျွန်တော်တို့ကချစ်ပါတယ်ဘာပြောခင်တယ်လေကျွန်တော်သိရမလားကျွန်တော်ကခင်ဗျားမလို့ခုနမိုင်ဥဆိုးဝိုင်းမှာတော့ခုနမိုင်ဥဆိုးကျွန်တော်တို့ကပြောလိုက်တာသိလားဘယ်လိုပြောလဲဆိုတာမှတ်မိလိမ့်မယ်ဥဆိုးလို့မေးမယ်နော်လို့လေးတော့လေးစားပါတယ်လို့ဒီချက်ဆိုင်နဲ့ကပ်ပတ်မဟုတ်ဘူးလေဥဆိုးရဲ့လို့ဘာဖြစ်လို့ကပ်ပြီးတာတော့ကျွန်တော်ဒိုင်ရတော့ကတ်ဆရာကြီးကတော့ကတ်မှာပေါ့တဲ့သူတို့တိုက်ချင်တဲ့သူတိုက်ချင်လဲတိုက်ပေါ့တဲ့ဟုတ်ကဲ့ပါအဲ့နောက်ပဲကျွန်တော်သိမသွားဖြစ်ဘူးဒါမှလည်းပြပြပါအဲ့လိုမျိုးဘယ်လိုပြောမလဲဗျာဒီတာမစီမကတ်လိုက်ရင်ကျွန်တော်မကြိုက်တော့ဘူးလေအဲ့လိုမျိုးဆိုရင်တိတ်တမလည်းမကြောက်ဘူးလို့ထင်ပြီးတော့မလုပ်တော့ဘူးနော်အဲ့ဒါရန်ကုန်မှာအဲ့လိုအခက်အခဲလေးတခုရှိတယ်အဲ့ကြောင့်မို့ကျွန်တော်တို့ကဓာငိမ့်ဆိုမသွားတော့အဲ့နေရာချက်ချင်းပဲဓာငိမ့်ကနေချက်တီယူခဲ့ပြီးတော့ကျွန်တော်ကပြန်သွားတယ်ပြီးတော့အဲ့ကိုဝတ်ထုတ်ဝင်သွားတာအဲ့လိုပါကျွန်တော်ပြောချင်တာသိရမလားတကူလူတွေကဘာမှလည်းဟုတ်တယ်မဟုတ်ပဲနဲ့ဟာတကယ်ဘာဖြစ်တယ်လဲညာဖြစ်တယ်တကယ်ကောင်းပြပါနောက်တစ်ခါကျွန်တော်တို့လာပြလို့ရှိရင်ကိုချင်းမင်းစီကိုကျွန်တော်ဖုံးကျူဆက်မယ်အခုလို့မပြောဘူးပါညာဆိုတာကနိုင်ငံရေးကမကောင်းတဲ့ခါကျကျွန်တော်တို့လန်ကီလုံခြုံရေးအတွက်ပါညာရှိလို့မလို့သတင်းမပေးတာနှမဆိုကျွန်တော်တို့လာခဲ့မယ်ချက်အဲ့ရှားထားအောင်ဒါကိုချင်းမင်းကိုပြောရမှာမဟုတ်ဘူးနော်အဲ့အောက်ကမန်းနေသူတွေကိုမှတ်ထားတယ်ပြီးနောက်တစ်ခါကိုပါဆိုင်တို့လာပြီးဘယ်ချက်လာမှာလဲတပိတ်သား40ကွက်တီပြောမယ်ကျွန်တော်ညာလည်းမပြော200လောက်တိုက်မယ်300လောက်တိုက်မယ်ဖြစ်အောင်လာတီးမယ်တီးချလိုက်စမ်းပါကျွန်တော်တို့အဲ့လိုမျိုးကြစ်ပေါ်ခလိုက်ချင်ပါတယ်တခါတည်းသိရမလားအခုကစပယ်ဆိုရှုံးသွားပြီအပြူကြီးကိုမပြတ်လိုက်ဘူးကိုချင်းမင်းတို့လည်းသိမှာပါအဲ့မှာလက်ပြရေးတဲ့သူမေးကြည့်လိုက်အောင်ကောင်းကိုပါဆိုင်အောင်ဘယ်နှဆိုင်ရှိတော့လို့အဲ့ဒါမှလောင်းအရှုံးကိုလည်းမခံနိုင်တာမဟုတ်ဘူးမှတော့ကျွန်တော်တို့ကအရှုံးထဲမှာအမြဲတမ်းသင်ခန်းစာတွေယူတယ်အနိုင်ရတာဘာမှမရတာအရှုံးကသင်ခန်းစာအကောင်းဆုံးပေးတဲ့သင်ခန်းစာပဲဒါပေမဲ့တချို့လူတွေကသိရမလားအဲ့လိုမျိုးတွေပြောဒါပေမဲ့ကျွန်တော်ကတော့ဒီဥစ္စာကိုခံနိုင်ရှိပြီလို့ကျွန်တော်ပြောတယ်ကျွန်တော်အဲ့လိုမျိုးဒါပေမဲ့အဲ့နေရဆိုကျွန်တော်နောက်ကတပည့်တွေပါတွေတောက်တစ်ခေါက်ကောင်းနေပေါ့ဒါပြောပြရပါဖြစ်ပြဆရာရဘာမှမဟုတ်ဆရာကိုနံပါတ်တက်တော့မှာဆရာတို့ကိုနံပါတ်တက်မှာဆရာတို့ရှုံးသွားပြီဆိုဟိုကအတန်းချင်းယူတော့မှာနေပါစေကွာပျော်စမ်းပါစေငါဘွားနဲ့ငါပြောမှာကျွန်တော်ကအဲ့လိုကိုချင်မင်းဒါကိုပြောပြတာပါစိတ်ထဲမှာဘာမှမထားနဲ့မနဲ့ကောင်နေအဲ့လိုစီးမရှိဘူးပေါလို့ပဲသားတရားဖို့3ဖို့ကိုချင်မင်းကတော့ဘာမှမသိဘူးတော့ဒီလဲအဲ့အောက်ထဲကနေပြီး
ဘယ်နဲ့သိန်းလဲကျွန်တော်ပြောပြမယ်ကိုချင်းမင်းဒီကိုချင်းမင်းလည်းပြောအဲ့ဒီမှာဝင်းမန်းတာကိုချင်းမင်းအောင်မှာဝင်းမန်းတာတဲ့တယောက်ရှိသေး9သိန်းနဲ့ဝယ်9သိန်းကျွန်တော်လေးကြက်ကိုလေ9သိန်း9သိန်းလောက်ဝယ်ပြီးတော့စစ်လို့ရှိရင်ကျွန်တော်ကိုကျွန်တော်စောကားတဲ့တောင်ပြင်လာသလားဒီဒါပြီးမယ်လို့ချစ်တဲ့ဝါသနာသူဂျင်းမလို့ကျွန်တော်ပြီးတာကျွန်တော်ရောင်းပြီးတာလေကိုသိန်း10သိန်းနဲ့ချက်ကောင်းမရဘူးကိုချင်းမင်းချက်သမားကိုချင်းမင်းကြည့်လိုက်ကျွန်တော်ကိုချင်းမင်းတို့စီမှာလာစော့တဲ့ချက်တွေဘူးအနည်းသိန်း40 50တန်တဲ့ချက်တွေကျွန်တော်လာပြီးတော့8သိန်း9သိန်းနဲ့တန်100တိုက်ချင်တယ်200တိုက်ချင်တယ်လာဝင်လူကိုစော်ကားတဲ့လူတော်ထင်တာကျွန်တော်ဒါပေမဲ့အော်ဝါနေလူညီလေးလူလည်းဒီလောက်ပဲတက်နိုင်လို့ဒီလောက်ပဲဘာဖြစ်ပါလဲပြောပြအခုကျွန်တော်တို့ပါလာတယ်ကျွန်တော်တို့ main တကယ်တိုက်ချင်တာကအဲ့ချက်နီမဟုတ်ဘူးဥပန်းမဟုတ်ဘူး၄កောင်ပါလာတဲ့ထဲမှာကြံတိတ်တိုက်ချင်တာမယုံအဲ့အောက်ကကွန်မန်းအောက်ကကိုချင်းမင်းအောက်ကကွန်မန်းအောက်ကလူတွေတားစီရေးပြီးစုလိုက်နောက်ချီကျော်တို့ပြီးအဲ့ကြံကျွန်တော်တို့ပြန်လာခဲ့မယ်ချာပြီရွယ်လွိတာ40ပဲရှိတယ်ကြံတိုက်ခြင်းနဲ့ဂျားတိုက်ခြင်းနဲ့ကျွန်တော်တို့ကြက်ကြားကိုတိုက်ခြင်းရန်ကုန်ကတော့ဆင်းလာတာနော်ကျွန်တော်တို့ကြက်ကြားတိုက်တော့မယ်ကိုဝတ်သားတို့ပါလို့အားရတယ်အဲ့ဒီ main တွေကိုမတိုက်ရဘူးဒါအမှုသူရအောင်ပြပြပါကျွန်တော်ကစကလုံးလေးထိန်းနေတိတ်တော့နားတော့ကောင်းမှာမဟုတ်ဘူးဘာဖြစ်လို့လဲဘမ်းမှာအဲ့လိုပါနော်အဲ့တော့ကိုချင်းမင်းစိတ်တယ်ကိုကျွန်တော်ကသိတယ်ကျွန်တော်စိတ်တယ်လည်းကိုချင်းမင်းသိမှာပါကျွန်တော်ညီစိတ်တယ်လည်းသိမှာဒီမဲ့အောက်ထဲကနေဝင်ပြီးမီးရှို့တယ်ပြီးရင်ကျွန်တော်တို့အပြစ်ဒေါသထွက်သွားရင်ကျွန်တော်တို့အမှားဒေါသထွက်အောင်စနေတာသူတို့အလုပ်ကျွန်တော်အဲ့လောကမှာကြုံလိုက်ရကြပေါ့ပြီးတော့မြင်တယ်မလားပွဲချာဒီကောင်လေးကျွန်တော်အခုကိုချင်းမင်းကိုပြောမှာမဟုတ်ဘူးအဲ့ပြောတဲ့ကောင်လေးပွဲချာဒီကောင်လေးစောင့်နေပါပွဲချာစရာကြောင်းပါပြီတိတိမတိတိကိုဝါသနာပါအောင်အေးစေးလုံနေမယ်ကွာကိုဘွားကိုအေးချမ်းချမ်းနေမယ်ခကြီးကလည်းကောင်းတာမဟုတ်ဘူးငြိမ်းချမ်းချမ်းနေမယ်ဘာပွဲချာရုပ်ရှင်မင်းသားမဟုတ်ဘူးဘာလို့ပြောတာဘုလည်းစိတ်ထဲမှာမထားပါနဲ့ခုမှမြင်လိုက်လို့နော်ကျွန်တော်ကအကြီးတရားအနေနဲ့ဒါကိုချင်းမင်းကိုကျွန်တော်ချစ်တယ်ဝါသနာညီကိုချင်းကျွန်တော်ရင်ထဲမှာရှိတယ်ကျွန်တော်ခင်ဗျချစ်တယ်ဆိုပြောတာခင်ဗျကျွန်တော်အပေါ်ရမဟုတ်ဘူးဆိုတာခင်ဗျသိယုံလိုက်သိလိမ့်မယ်နော်အခုလည်းအိတ်တော်မလို့ပါစိတ်မဆိုးပါနဲ့ဒါညီကိုချင်းတူတူပဲကျွန်တော်ရင်ဘတ်ထဲမှာကျွန်တော်ဒီလမ်းကြောင်းသွားနေတာအများအားတွေ့မှာပဲကျွန်တော်ပြောပြီးသားပါကိုချင်းမင်းစီကိုကျွန်တော်အခုလာတဲ့ချိန်မှာလက်ဆောင်ဝယ်လာတဲ့သူဘယ်နှယောက်ရှိမလဲအလုံးစုံလက်ချိုးရည်လို့ရမယ်ဟုတ်တယ်မလားကျွန်တော်ကသွားပြီဆိုရင်ကိုချင်းမင်းစီလည်းဖုန်းလည်းမဆက်ဘူးကျွန်တော်လာပြီလို့လည်းမပြောဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့ဒီရိုးရာထွက်ကလေးပေါ့ဒီသားထွက်ကလေးဟိုကျွန်တော်အဲ့လိုဝယ်လာဘာကြောင့်မှမဟုတ်စားစီချင်လို့တော့ပေါ့လားဒါကျွန်တော်ယင်းနေရမြစ်တာပါပြောပြတယ်ဒါပေမဲ့ချိုးလူတွေကတည်တယ်မလားအဲ့လိုလေးရှိရပေါ့ဒါပေမဲ့ကိုချင်းမင်းကလည်းပုံမှန်တိုင်းပဲတင်လိုက်တာပါကိုချင်းမင်းကကျွန်တော်တို့ပုံမှန်တိုင်းထုံးစံတိုင်းတင်နေကြကိုချင်းမင်းပွဲလဲကိုချင်းမင်းရှုံးသွားပြီလို့တင်နေကြဒါပေမဲ့အောက်ကကောင်တွေသိရမလားဘာကျွန်တော်နားလည်းမလဲဘူးသိလည်းမသိဘူးနော်ဘာလဲအဲ့အဆန်းရလူတွေကျွန်တော်လည်းမသိဘူးအဲ့ဒီအဆန်းရတော့ဟိုနာမည်ကြီးတွေပဲပတ်ဖြုံနေတာတို့ခါလေးဖတ်မိရသလားကိုတော့အေးစင်းနေအကိုရဲ့ကျွန်တော်ပြောပြမယ်အကိုရိုးစီမာမလို့ဒီလိုလက်ပံဂျူကြီးတွေတိုက်လို့ရတာကိုချင်းမင်းဘယ်မှာမှတိုက်မရအောင်မတိုက်ဘူးဘာလို့လဲဆိုအေးပေါ့အကိုတို့ကတော့နီးမှာပေါ့နီးပြီးအဲ့နေကန်နဲ့ဗာနဲ့ဖြစ်နေတော့လက်ပံဂျူကြီးနဲ့ထိုင်ဆောင်နေကျွန်တော်တို့ဒီအညာကျက်သမားတွေနဲ့ကျန်တဲ့သမားတွေတော်တော်များများကိုကျက်ပျက်စီးသွားမှကြောက်လို့တော့တတ်နိုင်သလောက်အကောင်တူရင်တော့မတိုက်ကြဘူးအချွန်နိုင်တော့ပျက်စီးမှကြက်နှမျိုးလို့ချစ်လို့တမ်းမှုထားလို့ငါကြက်ကလေးကန်းသွားကြည့်ရဲ့နိုင်တာတော့တည်တယ်နိုင်မှတကန်းသွားကြည့်အဲ့လိုကိုယ်လည်းအချွန်မထားဘူးအချွန်တွေအဲ့ခါတွေအချွန်ကြီးနေအဲ့ဒါပေမဲ့ကျွန်တော်တို့ကတော့ရှင်းတယ်ကျွန်တော်တို့ကကြက်ကိုအကောင်းဆုံးကင်တယ်ရွယ်လူချင်းတွင်စိတ်ချရတဲ့ဟာတွေကင်တယ်စိတ်မချရင်ကျွန်တော်ဒီကဘွားပြက်ပြီးတော့
ကျွန်တော်ပြောပြီးသားကျွန်တော်ဘာလို့မှမရှိပါဘူးဆိုကျွန်တော်ကအဲ့အတွက်ကျွန်တော်တို့နည်းနည်းလေးကြီးသွားလဲမကြောက်ဘူးနော်ကျွန်တော်တို့ရဲ့ confidence ယုံကြည်မှုလွန်ခဲ့တာမဟုတ်ဘူးဒီပညာမှာကျွန်တော်ယုံကြည်ရကျွန်တော်တို့တတ်နိုင်သလောက်ချက်ကြည့်မမအောင်အဲ့တော့ကျွန်တော်တို့အကောင်းဆုံးစိတ်ချနေတိုင်းမြင်နေရတယ်ဟိုက်မျက်လုံးတွေမှုံသွားရင်တော့မပြောတတ်ဘူးကြည့်နေရတဲ့ပွဲအကောင်းဆုံးကောင်တွေဂျွန်းတွေကိုမွေးတာအတွက်ကျွန်တော်တို့ကဘယ်ပြိုင်ဘက်လာကျွန်တော်တို့ကမရွေးဘူးဒါပေမဲ့လို့တာကြီးတချို့ကြတော့မတိုက်ရဲဘူးသူတို့အตาရမှကိုယ့်ချက်ကိုသိမယုံတာပေါ့ကောင်းရလဲကောင်းနေတယ်ထင်မှာပေါ့တော်တော်လေးအตาရလိုက်တော့နိုင်ပြီလို့ထင်မှာအဲ့လိုလူမျိုးတော့ကျွန်တော်တို့ဝေးဝေးရှောင်တာပေါ့ဗျာအခုဆိုကျွန်တော်တို့ဆိုရင်ကျွန်တော်တော့သိမယောင်းဖြစ်ပါဘူးကောင်းတော့ရောင်းဖြစ်တာကျွန်တော်ကတော့အခုမှဟိုဖြစ်တာမဟုတ်ကျွန်တော်မှဒီဖောက်တယ်အမှန်တမ်းပြောတော့လူပေါင်းအများကြီးရှိပြီမယ်10ယောက်ပဲရှိတယ်တကယ်တိုက်နေတဲ့သူတွေ10ယောက်လောက်ထင်ရတော့ကျွန်တော်စီကတော့အမြဲတမ်းအဲ့လိုပဲယုံကြည်စွာနဲ့ယူနေတာဒါပေမဲ့အခုလက်တလုံးမှာဖြစ်သွားတာဒါတကယ်အမှန်တမ်းပြောပြတာကြက်တကောင်ဖြစ်သွားတယ်မန္တလေးသားတယောက်လာဝဲတယ်ကျွန်တော်ကြိုက်တယ်ကျွန်တော်ဘောနော်ကြိုက်တယ်ဆိုတာရှင်းလေးပါကျွန်တော်ကဒါကြီးကြိုက်တာတော့မဟုတ်သေးဘူးဒါပေမဲ့ကိုချစ်တာသူကလိမ့်မာအနားမှာရစ်ပကုံးပေါ်တက်အဲ့ဒီကိုချစ်တာသူ့ကိုချစ်နေတဲ့တန်ရောစင်ရှိနေတဲ့အခါသူကလာဝဲတဲ့အခါဒီချက်ကလေးငါချစ်တယ်ကောင်းလုံးချန်တာတော့မဟုတ်ဘူးဒါပေမဲ့လို့ကိုယ့်အကူတူတန်လေးတိုက်တတ်မယ်ဆိုရင်တော့ရမယ်ရတယ်ပေါ့နော်အဲကြောင့်ဒီမှာဆိုအကိုကြီးလောက်ပါညာလို့မန္တလေးဒါအမှန်တိုင်းပြပါအညီလေးဝယ်သွားပြီးတော့ကျွန်တော်ကိုပုံးနေလားမသိဘူးဝယ်သွားယူပေါ့ကိုပုံးနေဆိုယူပေါ့ကျွန်တော်လည်းစမယောင်းခဲ့ပါဘူးငါနာပြောတာပါဘွားမှာတခါတလေတိတ်ကချီကြောင်များတဲ့သူဆိုရင်တော့ကျွန်တော်ရောင်းတဲ့သူတော့မယောင်းချက်ရောင်းတာတော့ဇွတ်မယောင်းတာကိုပြောအကိုချေမာလေးရိုက်ပြပါလက်မလေးရိုက်ပြပါအတောင်လေးရိုက်ပြပါဆိုတော့အကောင်ကျွန်တော်မယောင်းတော့အာယုံတော့ကျွန်တော်သူကြုံမတာကြည့်ပြီးတော့မယောင်းရလဲဘာမှမဖြစ်ဘူးလက်မျောတယ်ပစ္စည်းအဲ့လိုဇွတ်မယောင်းဘူးသူတို့ကဇွတ်ဝဲသွားအဲ့လိုဝဲသွားဒါမှမဟုတ်ပါဘူးဇွတ်ဝဲသွားတာကိုကျွန်တော်ပြောမှာကျွန်တော်အင်းထဲမှာတော့စိတ်မကောင်းတာအဲ့ဒီချက်ရှိတယ်အဲ့တရားကိုအဲ့ဒါသူတိုက်တော့66သိန်းတိုက်တယ်ဟာသေးရကွာ66သိန်းတော့မတိုက်နဲ့လေကွာအားချက်ကလည်းရဲထုတ်တင်းထုတ်နေတာကျွန်တော်အချက်သမားလေးကိုချက်ကိုတော့ကျမအောင်တော့ကျွတ်တယ်မွေးတယ်ပြင်တတ်တယ်ဒီချက်ပြင်တဲ့နေရာမှာဘာမှမဟုတ်တော့ချက်ခွအောင်တော့ပြင်တတ်တယ်ဗျာတာကြီးရဲပြီးတာကြီးမာသွားရင်တစ်ဖက်ကရှောင်းလုံးရှောင်းသွားမှကြောက်လို့သာပုံမှန်လေးတိုင်းပြင်းနေရတာမယုံရင်ဒီချက်နဲ့ချိန်ပြီးသားနောက်တစ်ပတ်ကျရင်တိုက်မယ်ဘလို့ဖြစ်မရှောင်းဘူးတိုက်မယ်လို့ပြောအကောင်းဆုံးပြောင်းပြန်ပြင်ပေးနိုင်တဲ့အရေးချင်းမျိုးကြီးရှိတယ်ဒါဘူးသူရပြအဲ့ဒီအဲ့လိုရှုံးတော့ကိုစိတ်မကောင်းပါဘူးခုပြမလာနိုင်ဘူးရောက်ပြီးတော့လက်တန်းတိုက်တော့အဲ့တစ်ချက်တော့ရှိတယ်ကျွန်တော်ကတော့အဆင်ပြေပါတယ်သူဒါပြောပြချင်တာကတော့ညီလေးတို့ပြောပြချင်တာကျွန်တော်တို့ကဇိုတင်းကြီးလိုက်ထိုးရအောင်နေတဲ့ကိစ္စတွေမရှိဘူးနောက်ဝဲသူတွေကလိုအပ်ချက်အခုကျွန်တော်တကယ်တိုက်မယ်ကျွန်တော်တကယ်တိုက်နေတယ်အခုထားခဲ့ပါဆိုထားခဲ့တာဟုတ်လားမယုံရင်လည်းတိုက်လိုက်လေကျွန်တော်ပြောချင်တာမယုံရင်လည်းဘတ်ပြေးလိုက်လေအဲ့လိုမျိုးပေါ့နော်အဲ့လိုပါကဲအားလုံးပဲမင်္ဂလာပါဗျာစိတ်ချမ်းသာကိုကြည့်